တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ22ရက်နေ့ကနေ31ရက်နေ့အတွင်းမှာငွေကြေးကကောင်းမယ်ဘဝတိုးတက်မယ်အပြိုင်စားလုံးကိုကြော်လာပြီးတလန်းပေါ်မယ်စိတ်ပင်ပန်းလူပန်းပန်းဖြစ်ခြင်းကနေလွတ်ကဲမယ်ခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်မယ်ကာလရှည်ကြာဆိုင်းငံ့ထားတဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်ရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရယူနိုင်တယ်အရဝေးနဲ့ဆက်ဆက်သောကိစ္စများကြိုးပေးမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်ပြိုရသူတွေမှာစမ်းပွင့်မယ်ရင်းနှီးမြှုပ်နှံထားမှုများမှအကျိုးမြတ်ကိုရရှိမယ်22ရက်နေ့ကကောင်းသောနေ့တစ်ခုဖြစ်လင့်ကစားမတော်တဆထိခိုက်မှုတွေကိုထူးပြုပြုဆက်ရမယ်လူ၈ယောက်အတူခီးသွားခြင်းကိုရှောင်မယ်ကားနံပါတ်မှာ၈ပါတဲ့ကားတွေအသွားလန်နေထိုင်ပြုဆက်ရမယ်တနေ့တာကာလအတွင်းအနောက်တောင်ရက်ကိုတည်သွားစေရန်ရှိတတ်တဲ့ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်။မနေ့9နိုင်နဲ့10နိုင်ခွဲကြာသတိထားမယ်22ရက်နေ့ကငကဘောရက်နဲ့မဟာရကျန်တပြိုင်တည်းကြာရောက်နေတာအထူးသတိရှိရမယ်။23ရက်နေ့မှာတော့အညာဆုံးကျင်းလာတဲ့ကောင်းခြင်းကံနဲ့ကြိုးပေးခြင်းကံတွေရှိလာတယ်။အရာရာဆင်ပြေတဲ့နေထားပဲကိုတည်လာတယ်။24ရက်နေ့ကတော့ငွေကြေးကဏ္ဍလုပ်ငန်းကဏ္ဍဘဝကဏ္ဍတွေအတွက်ထူးခြားစွာကောင်းတဲ့အနေထားနဲ့တိုးတက်တယ်။အဲဒီနေ့ကတဏှသိဋ္ဌိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တော့ငွေကြေးကိစ္စဆောင်ရွက်တာတွေကြိုးပေးတယ်။ငွေကြေးပိုက်ဆံတို့ကိုစနစ်တကျတိုးလောင်သိသိချင်းတွေကြိုးပေးမယ်25ရက်နေ့ခရစ်စမတ်နေ့အဲ့ဒီကလည်းကောင်းတဲ့နေ့တစ်ခုဖြစ်တယ်ကောင်းခြင်းကံကြမ္မာနဲ့ကြိုးပေးခြင်းအနှစ်သာရတွေလွှမ်းနေတယ်26ရက်နေ့ကတော့ရန်တိုက်ခံနေကြတိုးတက်မယ်ငွေကြေးကံလုပ်ငန်းကံဘဝကံတလန်းပွင့်တဲ့နေ့တစ်ခုဖြစ်တယ်29ရက်နေ့အဲ့ဒီကကိုးစနေနေတူးနေမြဖြစ်တယ်အဲ့ဒီမှာထူးခြားတဲ့ဒိဋ္ဌာန်တွေဝင်ခြင်းကောင်းသောကိစ္စဆောင်ရွက်ခြင်းတွေအတွက်အမြဲတမ်းကောင်းတယ်28ရက်နေ့မှာရန်ပဋိပက္ခလေးနဲ့ထိတ်တိုက်တွေ့တတ်တယ်29ရက်နေ့မှာကောင်းသောစမ်းပွင့်ခြင်းတွေရှိတယ်30ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်ပစ္စည်းပြောက်တတ်တယ်31ရက်နေ့မှာတော့လုပ်ငန်းကံဘဝကံတလန်းပေါ်မယ်ရန်တိုက်ခံနေကြတဲ့ဖြတ်သန်းပြီးတော့အလိုရှိရာကိစ္စကိုဆောင်ရွက်မှာဖြစ်ပါတယ်ဒီရက်ပိုင်းတွင်းမှာ22ရက်နေ့24 25 29ရက်နေ့တွေမှာကောင်းစေးကောင်းလျှော်ပြုရင်ဖုံးကန်ကြီးမားမယ်ကြိုက်တဲ့နှစ်သက်တဲ့ရက်ကိုရွေးပြီးကောင်းစေးကောင်းလျှော်ပြုနိုင်တယ်ဒီကာလအတော်တွင်းမှာတနင်္လာနေ့ငါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေထုတ်ခပေးတတ်တယ်ရှစ်ခုကိုကနန်ကျိုးပေးတယ်အနက်ရောင်ပြာရင့်ရောင်မိခိုးရောင်နက်ပြာရောင်တို့ကိုအကျိုးပေးတဲ့ရောင်ဖြင့်သုံးဆွဲနိုင်ပါတယ်ဒီဇင်ဘာလ29ရက်နေ့အဲ့ဒီကမြမရိုးရာ6စနေနေ့ရက်နဲ့တိုက်ဆိုင်တဲ့နေ့ရက်လည်းဖြစ်တယ်။ပြာသူလာဇန်9ရက်နေ့နဲ့စနေနဲ့တိုက်ဆိုင်တဲ့နေ့အဲ့ဒီမှာအလူဒါနတစုံတရာပြုပါတွာလာရင်တွေ့တဲ့အလူခံပုဂ္ဂိုလ်လည်းလူဒန်းမှာထူးခြားစွာကောင်းခြင်းကံတွေပေါ်ထွန်းလာပါမယ်။ကျေးဇူးတင်ပါတယ်။